ကျွန်တော်တို့ Manchester United ဟာ Nottingham Forest ကွင်းလင်ကစားသမား Elliot Anderson ကိုခေါ်ယူဖို့အပြင်းထန်ကြိုးစားနေပြီး Manchester City နဲ့တိုက်ရိုက်ရှင်ပြိုင်နေရတယ်ဆိုတဲ့အခြေအနေမှာရှိနေပါတယ်။အားလုံးပဲမင်္ဂလာပါ United မြန်မာကနေကြိုဆိုပါရစေ။ဒီခုအချိန်မှာကစားသမားရဲ့တန်ကြေးဟာပေါင်တန်း100ဝန်းကျင်အထိရှိနေပြီးတော့ဒီအပြောင်းရွှေ့ဟာနွေရာသီမှာအပြင်းထန်ဆုံးအပြောင်းရွှေ့ဖြစ်လာနိုင်ပါတယ်။ Manchester United ဟာကျွန်တော်တို့ Ederson ကိုခေါ်ယူပြီးသွားရင်ကျွန်တော် Elliot Anderson ကိုခေါ်ယူဖို့အပြင်းအထန်ကြိုးစားသွားမယ်လို့ကျွန်တော်သတင်းနေရသိရတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Matheus Fernandes ဖြစ်ပါတယ်။ဝဟန်ကွင်းလင်ကစားသမား Matheus Fernandes ကို United ကစောင့်ကြည့်နေပါတယ်။ကစားသမားကိုယ်တိုင်ကလည်း Old Trafford ကိုပြောင်းရွှေ့ခြင်းနေတဲ့သဘောဆန္ဒရှိနေတယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေခဲ့ပြီးတော့ Manchester United ဟာလည်းကျွန်တော်ဒီ Elliot Anderson ပြီးသွားလို့ရှိရင်ကျွန်တော်ဒီဝဟန်ကွင်းလင်ကစားသမား Matheus Fernandes ကိုဦးစားပေးပြစ်မှတ်အဖြစ်သတ်မှတ်ထားတယ်လို့ကျွန်တော်တို့သိရတယ်။ဒါပေမဲ့ကစားသမားရဲ့တန်ကြေးဟာမြင့်မားလုံးတဲ့အတွက်ကြောင့်ဆွေးနွေးမှုတွေပြုလုပ်နေစေလို့ကျွန်တော်တို့သတင်းနေရသိရပါတယ်။နောက်တဲ့သတင်းတစ်ခုကတော့ကျွန်တော်တို့ Marcus Rashford ရဲ့စိတ်ဝင်စားစရာအနာဂတ်ဖြစ်ပါတယ်။ကျွန်တော်တို့ Marcus Rashford ကို Bayern Munich ကစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်ပေမဲ့ Rashford ရဲ့လာစာမြင့်မားလုံးတာကအဓိကပြဿနာဖြစ်နေပါတယ်။ဒါကြောင့်ကျွန်တော်တို့အပြောင်းရွှေ့ဖြစ်မဖြစ်ကိုတော့ဆက်လက်စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။ကျွန်တော် Manchester United က Highland ကို Napoli အသင်းကိုရောင်းချခဲ့ပြီးနောက်ရရှိလာတဲ့ငွေကြေးတွေကိုကျွန်တော်တို့တိုက်စစ်ပိုင်းနဲ့ကွင်းနယ်ပိုင်းကိုပြန်လည်အားဖြည့်ဖို့အသုံးပြုသွားမယ်လို့ကျွန်တော်တို့သိရပါတယ်။ကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။နောက်ရက်ဒီမှာကျွန်တော်ပြန်ဆိုပါအောင်မယ် channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပေးသွားပါအောင်လို့တောင်းဆိုချင်ပါတယ်